မင်္ဂလာပါရှင်တမချန်းစာဖတ်ကြမယ့်အစီအစဉ်မှကြိုဆိုပါရစေ။ကပ္ပဦးကျမ်းအခန်းကြီး30အခန်းငယ်73မှ20အထိမိဇယိန်သားကလူတိန်လူအာနမိန်လူလဟာဘိန်လူနတ်တုဟိန်လူပါတယုတိန်လူကာလတုဟိန်လူကတ္တောယိန်လူတီကာတလူဟိန်အမျိုးတဲကဖိလတိလူဖြစ်သည်ခါနန်သားအကြီးကဇိဒုံထို့နောက်ဟေတထို့နောက်ယေဗုသိလူအာမောရိလူဂိယကာရှိလူဟိဝိလူအာကိလူတိနိလူအာဝတိလူဇေမယိလူဟာမတိလူတီထို့နောက်ခါနန်အမျိုးသားအသီးအသီးတို့သည်နှံ့ပြားကြလေ၏ခါနန်အမျိုးသားနေရပြည်နယ်သည်ဇိဒုံမြို့မှဂေယာမြို့ဂါဇမြို့တိုင်အောင်၎င်းတဖန်တောတုံမြို့ဂေါမောရမြို့အာဒမာမြို့ဇေပိုင်မြို့ကိုလွန်၍လာရှာမြို့တိုင်အောင်၎င်းရှိသည်ဤသူတို့သည်သီးခြားသောအမျိုးအနွယ်သီးခြားသောဘာသာအလိုက်အပြည်ပြည်အတိုင်းတိုင်း၌နေသောဟာမသားများဖြစ်သည်